ကျမတို့ရဲ့အိမ်မက်တွေနဲ့ဝေးအောင်အမြဲတမ်းကာစီလုပ်နေတဲ့သူကဘာတူလဲကျမတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျမအနေနဲ့လေဒီစာအုပ်တွေလည်းဖတ်ဖူးတယ်ပေါ့နော် The Mountain is You ဆိုတဲ့စာအုပ်ကိုလည်းဖတ်ဖူးတယ်ပြီးတော့မှဒါ YouTube မှာဆိုလို့ရှိရင်လည်းတခြားပေါ့နော် coach တွေပြောတဲ့အရာတွေလည်းနားထောင်ဖူးတယ်ပေါ့နော်အဲ့ဒါဆိုတော့အမြဲတမ်းကျမတို့ရဲ့စိတ်ထဲမှာအဖြစ်စိတ်ဆိုတာရှိတယ်ပေါ့နော်ဒီအရာကကျမတို့ကိုအမြဲတမ်းကာစီနေတယ်ဆိုတဲ့အရာကိုတော့တိတယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်တတိမထားမိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ့်အနေကိုပြန်ပြီးတော့မှအဲ့လောက်ကြီးတတိထားပြီးမကြည့်မိဘူးပေါ့နော်အခုရက်ပိုင်းမှာကျတော့ကျမဘာကိုတတိထားမိလာလဲဆိုတော့ဒီပေါ့နော်တခုခုပေါ့နော်ကျမရဲ့အိမ်မက်တခုခုအဲ့အရာကိုကျမရရှိနေပြီဆိုပြီးတော့မှအဲ့လိုလေးတွေးပြီးတော့မှကိုယ်ပြောရွှင်မယ်ဆိုတဲ့စိတ်လေးဖြစ်လာပြီဆိုတဲ့အချိန်ကျရင်တခါလေအုံနောက်ကပေါ့နော် story တွေ create လုပ်နေရပေါ့နော်အဲ့ဒီအရာနဲ့အဲ့ဒီအရာကိုတွားဖို့အတွက်ကိုယ်နဲ့အစင်မပြေတဲ့အကြောင်းအရာတွေအဲ့ဒီအရာရရှိဖို့အတွက်ဆိုလို့ရှိရင်မကောင်းတဲ့အရာတွေပေါ့နော်သူကတစ်ချိန်လုံး story တွေ create လုပ်နေတာပေါ့နော်အဲ့ဒီအချိန်ကြာမှပို့ပြီးတော့မှနားလည်လာတာဖြစ်တယ်ပေါ့နော်ဒီကိုဖတ်ထားတဲ့စာအုပ်တွေရဲ့ဒီနားထောင်မှုတဲ့ YouTube က pocket တွေရဲ့အကြောင်းအရာနဲ့အခြေခံပြီးတော့မှပို့ပြီးတော့မှသိရှိလာခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ကျမတို့ရဲ့ဒီစိတ်ထဲမှာအမြဲတမ်းပေါ့နော်ကျမတို့ကိုကာစီးနေတဲ့အမြဲတမ်းဖြတ်နေတဲ့အဖြစ်စိတ်တစ်ခုရှိတာဖြစ်တယ်ပေါ့နော်ဒီ The Mountain is You ဆိုတဲ့စာအုပ်ထဲမှာရေးထားတယ်လို့ပဲကိုက mountain ကကိုယ်တိုင်ပဲဖြစ်တယ်ပေါ့နော်အမြဲတမ်းဒီကကိုပေါ့နော်ဒီအိမ်မက်တွေနဲ့ဝေးအောင်အမြဲတမ်းကာစီလုပ်နေတာဖြစ်တယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျမတို့ဒီ business ပဲထားပါတော့ပေါ့နော်ဒီ digital marketing လုပ်ငန်းကိုသူတို့များဆိုစိတ်ဝင်စားကြတယ်စတင်ခြင်းတယ်ပေါ့နော်သူတို့အိမ်ကနေပြီးတော့မှကိုပိုင်စီးပွားရေးစတင်လို့ရတယ်အခွင့်အရေးတစ်ခုကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းထွက်ဆရာမလို့ပဲနဲ့တပြိုင်တည်းတွဲစားလို့ရတဲ့ opportunity ဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့အချိန်မှာကိုက action ယူဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အုံနောက်ကနေဒီအဖြတ်စိတ်ကပေါ့နော်ဘာတွေ create လုပ်နေလဲဆိုတော့နေကအင်္ဂလိပ်စာတွေကျွမ်းတာမဟုတ်ဘူးပေါ့နော်နေနဲ့ဘယ်လိုလုပ်အဆင်ပြေပါလဲနေကနည်းပညာလည်းတည်တာမဟုတ်ဘူးနေအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်နေလက်ရှိအလုပ်တစ်ခုလုပ်နေရင်လည်းဘယ်လိုလုပ်ဒီဟာကိုလုပ်နိုင်ပါမလဲအချိန်ကြီးမရှိဘူးစတဲ့ဖြင့်ပေါ့နော်ကျွန်တော်တို့ကတစ်ချိန်လုံးသူက story တွေဒီ automatically ပေါ့နော် create လုပ်နေတာဖြစ်တယ်အဲ့ဒါဆိုတဲ့ခါကျတော့ကျွန်တော်တို့ကသူပြောတဲ့စကားတွေကိုနားထောင်ပြီးတော့မှအေးဟုတ်တာပဲငါမလုပ်နိုင်တော့ဘူးဆိုပြီးတော့မှကျွန်တော်တို့ရဲ့မူလအရင်ပုံစံတွေအောင်ပဲကျွန်တော်တို့ပြန်တွားတတ်ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီအရာကိုကျွန်မဒီရက်ပိုင်းမှာပေါ့နော်ကိုယ်နဲ့ကိုပြန်ပြီးတော့မှတတိထားကြည့်မိလာရပေါ့နော်ကိုအိမ်မက်ကိုရောက်ဖို့အတွက်စဉ်းစားလိုက်ပြီဆိုလို့ရှိရင်သူကတစ်ချိန်လုံးပေါ့နော်ဒီအုံနောက်ကတစ်ချိန်လုံးဒီမကောင်းတဲ့အရာတွေကို create လုပ်နေတာပေါ့နော်အဲ့ဒီအတွက်လည်းကိုကကြောက်လာတယ်ကြောက်ပြီးတဲ့ခါကျတော့ဒီပုံစံအဟောင်းကိုပဲပြန်တွားခြင်းနဲ့စိတ်တွေကတစ်ချိန်လုံးဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့သူ့ကိုအဓိကကျမတို့တိုက်ထုတ်ဖို့ပေါ့နော်ကိုယ့်ထဲမှာရှိနေတဲ့ဒီကိုယ့်ရဲ့အိမ်မက်တွေနဲ့ဝေးအောင်အဓိကကာစီးနေတဲ့ဒီအဖြစ်စိတ်ကိုကျမတို့အဓိကသူ့ကိုတိုက်ထုတ်ဖို့အတွက်သူ့ကိုဖယ်ရှားပစ်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးကသူရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တတိပြုရမယ်ပေါ့နော်။ကိုယ်တခုခုကိုလှုပ်တော့မယ်တခုခုကိုတွေးလိုက်ပြီးကောင်းတဲ့အရာတခုခုဖြစ်ဖို့အတွက်ကိုယ်စိတ်ကတွေးလိုက်ပြီးလှုပ်တော့မယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ချိန်တော့သူက story တွေ create လုပ်နေတယ်ဒီအရာတွေကကိုမဟုတ်ဘူးတွန့်တူ auto လုပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်နံပါတ်1ကတတိထားမိဖို့ကဒါအရင်အရေးကြီးတယ်။တတိထားမိပြီးသွားပြီဆိုလို့ရှင်နံပါတ်1တစ်ချက်ကတော့သူပြောတဲ့အတိုင်းမလုပ်ဖို့ပေါ့နော်အကြောင်းလေးဆိုသူကကိုအရင်နေရအဟောင်းကိုပြန်ရောက်ဖို့အတွက်ဆွဲခေါ်ပါလေနော်နေမလုံနိုင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအဖြတ်စိတ်ဆိုတဲ့အရာလည်းပဲသူကကျမတို့ကိုကာဝယ်ပေးကြတာပေါ့နော်ကျမတို့ကဒီသူ့ရဲ့ safe zone မှာမရှိဘဲနဲ့အပြင်ထွက်လိုက်ပြီဆိုလို့ရှိရင်အခက်ခဲတွေတွေးရမှာကိုသူကကြောက်ပြီးတော့မှကျမတို့ရဲ့ဒီအဖြတ်စိတ်ကကိုယ်ပြန်ပြီးတော့မှ comfort ဖြစ်တဲ့နေရာကိုပြန်ဆွဲချတာပေါ့နော်အဲ့ဒါဆိုတော့ဒီနံပါတ်1အချက်မှာဆိုလို့ရှိရင်သူပြောတဲ့စကားကိုနားမထောင်ဘဲနဲ့အရှင်ယူဖို့အတွက်လိုအပ်တယ်ပေါ့နော်။ तू ကနေမလုံနိုင်တော့ဘူး။နေအနေနဲ့ဒီလိုပေါ့နော်။နေပညာမကျွမ်းဘူးအင်္ဂလိပ်ဆိုအခက်ခဲရှိတယ်။နေလုံနိုင်မှာမဟုတ်ဘူးလို့ပြောလို့ရှိရင်သူ့စကားကိုနားမထောင်ဘဲနဲ့ဖြည်းဖြည်းချင်းစီတဆင့်ချင်းစီ step တေးသေးလေးတွားပြီးတော့မှငါလုံနိုင်တယ်ဆိုတဲ့အရာကိုသိအောင်ကျွန်တော်တို့ကသူ့စကားကိုနားမထောင်ပဲနဲ့ action ယူဖို့ဒါလိုအပ်တာဖြစ်တယ်ပေါ့နော်ဒါဒီလိုလုံမှပဲသူ့ကိုအတိကတွန်းလှန်နိုင်မှာဖြစ်တယ်လေနော်ဒါကတော့ဒီနေ့တည်ပြီးတော့မှဒီနေ့တခါလေးကျွန်တော်တို့ပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ဒါကကြတော့ process တစ်ခုအနေနဲ့ကျွန်တော်တို့တွားရမယ့်အရာတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုအားလုံးကိုဒါ sharing လုပ်ပေးခြင်းတယ်ပေါ့နော်ဒီရက်ပိုင်းမှာဒါကျွန်မတ
တိထားမိတဲ့အရာလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အားလုံးလည်းပဲသိပြီးသားလူလည်းအများကြီးပါကြမှာဖြစ်တယ်ကျမတို့ဒီကိုနားထောင်ဖို့တဲ့ pocket တွေမှာဆိုလို့ရှိရင်တော်တော်များကြားဘူးတယ်ပေါ့နော်တို့ပေမဲ့လည်းပဲကိုယ်တိုင်ကကိုယ့်နဲ့ကိုယ်တတိမထားမိတဲ့အချိန်မှာဆိုလို့ရှိရင်တိတ်မတိဖြစ်ဘူးပေါ့နော်ဒါအခုရက်ပိုင်းမှာတော့ကျမကိုယ့်နဲ့ကိုယ်တတိထားမိရင်းနဲ့ဒါလေးကိုသိရှိလာခဲ့တာဖြစ်တယ်အဲ့ဒါဆိုတော့ဒါလေးကိုကျမရဲ့အမိတ်ဆွေအားလုံးအတွက်ပေါ့နော် share လုပ်ပေးတာဖြစ်တယ်ကိုယ့်ရဲ့အဖြတ်စိတ်ကိုအဓိကတွန်းလှန်ဖို့နံပါတ်1ကတော့သူ့ကိုတိပေးရမယ်သူရှိနေတယ်ဆိုတော့ကျမတို့တိပေးရမယ်ပေါ့နော်တိပြီးရင်နံပါတ်2တစ်ချက်ကတော့သူ့ကိုအရှုံးမပေးဖို့ပေါ့နော်သူပြောတဲ့အတိုင်းမလုပ်ဖဲနဲ့စန့်ကျင်ဘက်ပေါ့နော်ကိုကအရှင်ယူဖို့အတွက်ကဒါအရင်ရေးကြည့်တာဖြစ်တယ်ဆိုတဲ့အရာလေးကိုအားလုံးကို share လုပ်ပေးခြင်းနဲ့ကြည့်ရှုပေးတဲ့လူတွေအချင်းချင်းတိုင်းကျေးဇူးတင်ပါတယ်အားလုံးပါ